Hi everyone, alright mate. Today I would like to share how to speak English for the interview or about the interview. Okay, ဒီနေ့ကတော့ဒီအင်္ဂလိပ်စာဘယ်လိုလေ့လာချင်လဲမေးလာလို့ရှိရင်ဖြေတယ်ပေါ့စားပါနော် Why do you learn English ဆိုတော့ Why do you want to learn English ဘာဖြစ်လို့လေ့လာလဲဘာဖြစ်လို့လေ့လာချင်လဲဆိုတော့ want to နဲ့ပြောတာပေါ့နော် Why do you want to learn English Okay ဘာဖြစ်လို့လေ့လာချင်လဲအင်္ဂလိပ်ဘာသာကိုအင်္ဂလိပ်စကားကိုဘာဖြစ်လို့လေ့လာချင်လဲ Okay အဲ့ဒါကိုပြန်ဖြေတယ်ပေါ့စားပါဖြေတယ်နေ့ကတော့မျိုးဖြေလို့ရတယ် Okay I would like to ယဉ်ကျေးတယ်1 and 2 1 2ကတော့ရိုးပြောတဲ့ပေါ့စား Okay ကြိုက်တဲ့ဟာနဲ့ပြောတော့ကျွန်တော်တို့ဒီယဉ်ကျေးတဲ့ပေါ့စားနဲ့ပြောပြပေးမှာကို Okay I would like to learn English because it helps me communicate with the foreigners and tourists Okay ဒီ I would like to learn English ငါဒီကိုလေ့လာချင်တယ်အင်္ဂလိပ်စကားကိုလေ့လာချင်တယ်ဘာဖြစ်လို့ဆိုတော့ဒီသူကကူညီပေးနိုင်တယ်ပေါ့နော်ကူညီပေးတယ်ပေါ့ဘာကိုကူညီပေးလဲဆိုတော့helps me ပေါ့နော်ငါကိုကူညီပေးတယ် communicate စကားပြောဆိုဆက်သွယ်ဖို့ communicate စကားပြောဆိုဆက်သွယ်ဖို့ပြီးရင်ဘယ်သူတွေနဲ့ဆိုတော့ when the foreigners and tourists နိုင်ငံခြားသားတွေနဲ့ပြီးရင်ဒီကပ္ပလိုက်ခီးတဲ့တွေနဲ့ okay စကားပြောဆိုဆက်သွယ်ဖို့ကူညီပေးတယ်ပေါ့နော် Okay နောက်တစ်မျိုးပြောလို့ရပါသေးတယ် Okay နောက်တစ်မျိုးပြောတဲ့ပုံစံတော့ I would like to learn English because it can help me get a better job and improve my career opportunities Okay improve ဆိုတာတိုးတက်တော့ပြောတာပါဒီ my career opportunities ဆိုတော့လုပ်ငန်းခွင့်လန်းတွေတိုးတက်စေတယ်ပေါ့နော်တိုးတက်စေဖို့ကူညီနိုင်တယ်ပေါ့ can help နဲ့တောင်းပေးထားပါတယ် Okay တိုးတက်စေဖို့ကူညီနိုင်တယ်ပေါ့နော်ပြီးရင်ဒီ get a better job get a better job လေးပြောရအောင်နော်ကျွန်တော်ကတော့ဒီတစ်ခါတလေလဲ better လို့ပြောချင်တယ်ပြောတယ်ပေါ့နော် better နဲ့ပြောသူလို့ better နဲ့လည်းပြောပါတယ် get a better job and improve my career opportunities Okay လောက်ကန်ခွင့်လန်းတွေတိုးတက်စေတယ်နောက်ပြီးရင်ဆိုလောက်အကောင်းရဖို့ကူညီနိုင်တယ်ပေါ့နော်အင်္ဂလိပ်ဘာသာစကား Okay အဲ့လိုမျိုးပေါ့နော်နောက်တစ်မျိုးတော့ကိုပြောချင်တယ်လို့ပြောပေါ့နော်ကိုရစိတ်ကူးလေးတွေတခြားဟာရှိလို့ရှိရတယ်ပြောလို့ရပါတယ် Okay နောက်တစ်ပြောကြည့်အောင် I would like to learn English because I like to travel travel ခရီးသွားချင်တယ် I like to travel I like to travel ခရီးသွားချင်လို့အဲ့ဒီချိန်မှာဆိုရင်communicate လောက်ရတော့မှလေဒီနိုင်ငံခြားသားတွေနဲ့ Okay အဲ့ဒါဆိုရင် it can help me communicate with the people around the world Okay ကပ္ပတော်ဟာလူတွေနဲ့စကားပြောဆိုဖို့ငါ့ကိုကူညီပေးနိုင်တယ်ပေါ့ Okay ငါခရီးသွားတဲ့ချိန် Okay အဲ့လိုမျိုးပြောလို့ရပါတယ် Okay နောက်တစ်မျိုးပြောလို့ရတယ်ဒီဒါကတော့ English speaking သင်တန်းမှာဖြေဖို့အရန်သင်တော့တယ်ဘာဖြစ်လို့ဆိုတော့ English speaking သင်တန်းတွေကမိတ်တယ်ပေါ့နော် Okay ဖြစ်ကြည့်အောင် I would like to learn English because it's a global language is a global language ကမ္ဘာလုံးဆိုင်ရာဘာသာအရာတစ်ခုမို့ငါလေ့လာချင်တယ်နောက်ပြီးထည့်လို့ရတာဘာသေးတယ် and I would like to learn English because it's a global language and helps me in my daily life and work ဒီ life and work daily life ဆိုတော့ဘဝရဲ့နေစဉ်လှုပ်ဆောင်မှုတွေပေါ့ and work ဆိုတော့ငါရဲ့အလုပ်တွေနေစဉ်အလုပ်တွေလည်းကူညီပေးနိုင်တယ်ပေါ့နော်အဲ့လိုဒီကမ္ဘာလုံးဆိုင်ဘာသာစကားအတခုမို့လို့အဲ့ဒါကြောင့်လေ့လာချင်တယ်အဲ့လိုမျိုးပြောတဲ့ပုံစံပေါ့ Okay thank you for your watching see you next video